ဘာသာမတူတဲ့လူတွေနဲ့နေရတာဒါမှမဟုတ်စီးပွားရေးအမြင်မတူတဲ့လူတွေနဲ့တူနေရတာလူမျိုးရေးအမြင်မတူတဲ့ပုဂ္ဂိုလ်နဲ့နေရတာတီးခံရတယ်ဒါဖြင့်ဒီနေရာမှာတီးခံတယ်ဆိုတာသူ့ရဲ့အမြင်ကိုကိုကမလေးစားနိုင်ပဲနဲ့ဘယ်လုံးမှမတီးမခံနဲ့ဒါကြောင့်ဒီနေရာမှာခံနေတီးခံတယ်ဆိုတာသဘောထားကျဲတာကိုပြောတာဘာပြောတာတော့သဘောထားကျဲတာကိုပြောတာအင်္ဂလိပ်လို generous mind liberal mind အဲ့လိုခေါ်တာ generous mind ကိုယ်နဲ့အယူဆမတူတဲ့ပုဂ္ဂိုလ်ကိုကိုကဘာမှမပြောမဆိုတီးခံရုံနဲ့ခန္တီတရားကမမြင့်မာသေးဘူးကိုယ်နဲ့အယူဆမတူတဲ့ပုဂ္ဂိုလ်ကိုကလေးစားမှုပြနိုင်တဲ့ခါကျမှခန္တီတရားကအစင်မြင့်တယ်အဲ့ဒါကြောင့်မြတ်စွာဘုရားခန္တီဆိုတဲ့မင်္ဂလာသင်မပေးခြင်းမှာသင်မပေးခင်မှာမြတ်စွာဘုရားကာရဝောဇနိဝါဒောဇတန်တုဋ္ဌိဇကတိညုတာကာရဝောဇယူသေးမှုရှိရတယ်တဲ့ငယ်တဲ့ပုဂ္ဂိုလ်ကြီးတဲ့ပုဂ္ဂိုလ်ကိုယူသေးရကိုယ့်ထက်အသက်ကြီးတဲ့ပုဂ္ဂိုလ်တိတ်ခါဝါကြီးတဲ့ပုဂ္ဂိုလ်ကိုယ့်ရဲ့ပိုက်ဆံပိုရှိတဲ့ပုဂ္ဂိုလ်ကိုယ့်ရဲ့ယာတုပိုကြီးတဲ့ပုဂ္ဂိုလ်ပညာပိုတတ်တဲ့ပုဂ္ဂိုလ်ကိုယူသေးရတယ်ကိုယ့်ရဲ့ပိုက်ဆံပိုရှိတဲ့ပုဂ္ဂိုလ်ကသွားပြီးတော့မနာလိုဝန်တိုဖြစ်နေရင်ဒါကာရောဇမရှိဘူးကိုယ်ပဲစိတ်ဆင်းရဲသူ့ရဲ့စွမ်းရည်ကိုကိုကလေးစားရင်အဲ့ပုဂ္ဂိုလ်ဘာသာတာပြောင်းနေနိုင်တယ်ရက်ွက်ထဲမှာမြို့ရွာထဲမှာတိုင်းပြည်ထဲမှာအဲ့ဒါကြောင့်အမြင်မတူတဲ့ပုဂ္ဂိုလ်တွေအတူတကွနေနိုင်အောင်ဆိုပြီးတော့မြတ်စွာဘုရားမင်္ဂလာတုတ်ထဲမှာကာရဝောဇအမြင်ချင်းမတူပေမဲ့လေးစားပါနိဝါဒောဇကြီးတဲ့ပုဂ္ဂိုလ်ကလည်းငယ်တဲ့ပုဂ္ဂိုလ်ပြန်ပြီးတော့လေးစားတယ်နိဝါဒောဇဆိုတာကြီးတဲ့ပုဂ္ဂိုလ်ငယ်တဲ့ပုဂ္ဂိုလ်လေးစားတယ်ဒါကြောင့်ခန္တီပရမန်တဘောတိတိခါဆိုတဲ့နေရာမှာမြတ်စွာဘုရားယဟန်တော်တွေကိုဟောထားတယ်ယဟန်တော်တွေအတွက်ဟောထားတယ်ဆိုပေမဲ့အသင်းဖွဲ့နဲ့အလုပ်လုပ်တဲ့လူတွေဈေးထဲမှာလူအများနဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်တွေအိမ်မှာမိသားစုနဲ့အမြန်ဆက်ဆံရတဲ့ပုဂ္ဂိုလ်တွေလူတိုင်းဒီခန္တီတရားလိုအပ်တယ်